你干那没路啊？俺那没开了。哦，俺就买了个。အားလုံးပဲမင်္ဂလာပါ NZ blog ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့် reaction video လေးကတော့အိမ်ထောင်ရေးဖောက်ပြန်တာတို့၊ကွဲကြတာတို့ကအများကြီးရှိပါတယ်အခုကျွန်တော်ပြမယ့် video ထဲမှာဆိုရင်လက်ရှိယောက်ျားကသူနဲ့မကွဲသေးပဲနောက်မယားငယ်နဲ့တူတူနေတာတီးပေမဲ့ဒီမခံနိုင်တဲ့အဆုံးမှာတော့မယားကြီးကဘုံကြီးကျောင်းထဲမှာရှိတဲ့မယားငယ်ကိုပါပွဲတက်ကြံထားတဲ့ video file လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိ like ကြည့်ပေးကြပါဦးခင်ဗျာရလေမရမထွက်လေဘာလုပ်နေရတော့အေးပါတော့အေးပါအိမ်ကျန်းနေခဲ့လုပ်ပြမယ်ကျုပ်နေပါပါလေ你干那没路啊？俺那没开了。哦，俺就买了个。ဘာကထားတာဘာကထားတာခင်ဗျာဘယ်နာမလဲသုံးစာပြငါတက်ကြီးရပြ我没买几个，你看吧。也没买几个，没买几个。နော်နောက်ဒီလိုလာတော့လူဆက်ချက်ပြကြတယ်အဖေကဘယ်စားကမှဒီမှာထောက်ပါတော့နောက်မိတ်နားပြန်မလားမရောက်နားပြန်နားပြန်တိုင်းနေကုန်မရနိုင်ဘူးဘယ်နဲ့တော့မဟုတ်ဘူးနားဘူးမပြန်ဘူးဒီကြောင်းမှာကျင်းတော့ဘူးဒါကတော့ဘာလဲခင်ဗျာအသာဘူးအသွားမယ်ဘာမို့ဒီနေ့ကိုမိမိုက်ကြီးရယ်ကိုမိမိုက်ဟိုဒီနေ့လားလုပ်ပြမယ်ဆိုနော်ဒီနေ့ကလူအောင်ကြတယ်အားလုံးကြောက်စီပါစီလာလို့ရတယ်ဟောဒီကြောင်လည်းလာတော့ထောက်ပဲနေတယ် technology နဲ့မှုမျိုးဆိုတာဒီမှန်နော်ဒီမှာရင်းနေတယ်တော့နေရတယ်ကျန်လာကကြိုက်လားငါပြန်အောင်ဒီတော့အဘောမင်းကလည်းလာတော့ဘာတောင်းယူထားဒီကတော့ယူထားလာလာဆက်ဆက်ရှိလိုက်တော့ထော်ရကြမလေးလာတော့တော့ငါတို့ကြည့်ပါဦးလားခင်ဗျာငါတော့ဘယ်မှမဆက်你把别跟他，俺别人家嘛没没呢，没老拍，没让俺的拍拍拍。不来怎么ယောက်ျားကဘာလဲ妈嗨，မတော့ခါ马上你俩说边没？说来了ငါ还在跟哪个？မင်းထားခဲ့လိုက်မင်းသေးရရတော့ငါတို့ယူမပေါ်လာလေရောင်းနေလည်းမတည်ငါမင်းသားရဲ့ဘာတော့အမေငါပြီးရရှာမှာသူစောင်းပြီးစောင်းရလာလို့သူ့ကျဘာရောတောင်းမှုပြောသလားဟိုက်ဆန်းကနေအလုံးကြီးသူ့ကျကဒီမှာဘာရောတောင်းမှုလို့ကလေးကြီးတောင်းတချောင်းတောင်းဘူးလူလိုအဖေဘူးလားဒီများမင်္ဂလာပွဲပါငါရန်တယ်လို့ဆိုတော့အဲ့ဒီတော့မနီကျမတို့ပေါ့နော်အကောင်မိုးရဲ့အကိုကိုစော်ဝင်းထွန်းနေပြီးတော့သူ့ရဲ့အကောင်မှာတင်းထားတယ်ဘလို့တင်းထားလဲဆိုတော့ကျတော့သူ့ရဲ့အလူကိုဖြတ်လို့ဖြတ်စီလုပ်တယ်တဲ့နင်နာယူမနဲ့ကြံရပါတယ်ဆိုပြီးတော့တင်းထားရပေါ့နော်ကျမကသူ့ရဲ့အလူကိုဖြတ်လို့ဖြတ်စီလုပ်ချင်တာလည်းမဟုတ်ဘူးနော်ကျမလည်းနာယူရလည်းမဟုတ်သူ့ရဲ့အလူကိုဖြတ်လို့ဖြတ်စီလုပ်ဖို့ဆန္ဒလည်းမရှိဘူးသူများရဲ့အလူဖြတ်လို့ဖြတ်စီလုပ်စရာကျမဘာအကြောင်းမှလည်းမရှိဘူးကျမတို့လည်းနာယူရပြောကြတော့ကျမဖြည့်ရှင်းမအောင်ပဲပေါ့နော်ကျမလင်နာယူရပြောအောင်ကျမဘာသာကျမမိဘရဲ့အိမ်မှာကျမသားနဲ့ကျမဘာသာကျမအေးစစ်နေနေရအကောင်မိုးနောက်ကိုလိုက်ပြီးတန်းတန်းဆွဲနေရလည်းမဟုတ်ဘူးကျမဘာသာကျမကိုနေနေရပေါ့နော်အခုဟာကြတော့မိဘတွေကမလုပ်တယ်မလုပ်ထိုက်တာတွေကိုလုပ်တယ်ကိုသားကိုဟုတ်တယ်ကိုရဲ့သွေးသားကိုချစ်လို့မလို့သူတို့လက်ခံတယ်ကျမနားလဲပြီးလို့ရတယ်အကောင်မိုးလက်ခံတယ်နားလို့ပြီးရတယ်သူကသူတို့ချစ်လုံးလုံးတော့သူကဘလို့နေရမှာပဲထားတာနောက်ဆုံးသူတို့ကောင်းပေါ်မှာတက်ထားတယ်ဆိုရင်တော့ကျမဘလို့မှမအောင်မေဘူးအခုဟာကြတော့ကျမနဲ့လည်းတရားဝင်ကွာရှင်းတရားလည်းမဟုတ်ဘူးမဆုံးမမြထွန်းကိုသူမရဲ့မိန်းမကြီးဖြစ်တယ်မဆုံးမမြထွန်းကနော်ကလေးတယောက်အမေကိုလက်ခံထားတာပေါ့နော်အလူမပွဲထုတ်တဲ့အဆင့်ထိကြသူတို့ဟာကတစ်ဖက်လူကို
ဘလို့မှကိုငါတို့ကြီးဥဆိုင်စရာမလိုဘူးငါတို့လှုပ်ချင်တာငါတို့လုပ်မယ်ငါတို့ပတ်သက်ရှိရဲဆိုတဲ့အချိုးမျိုးချိုးတဲ့ပုံစံထင်လို့ကျမဘလို့မှကိုမခံမရနိုင်ဖြစ်တော့လို့အခုလိုမျိုးပေါက်ခွဲသွားတာပေါ့နော်တသက်လုံးကကျမကိုအေးစစ်စစ်နေလာတာဒီကြားထဲမှာ6နှစ်ကျော်လုံးလုံးကျမဘာသာကျမအေးစစ်စစ်နေလာတာဘာမှကိုမပြောဘူးကျမရှိမှသူတို့နှစ်ယောက်တွေ့တော်လေးတော့ကျမတောင်းတော့သိခံပြီးနေလာတာကျမလာတကယ်ကိုပဲညဘက်ချင်တဲ့စိတ်ဆန္ဒရှိရဲဆိုလို့ရှိရင်အကောင်မို့ကောင်းမဆေးရုံမှာဆေးရုံတက်နေတဲ့အချိန်မှာကျမအဲ့မှာကြတဲ့အတိုင်းရဲကိုခေါ်ပြီးတော့ကျမတခါတည်းဖမ်းလိုက်လို့ရတယ်ကျမအဲ့လိုမျိုးသူများဒုက္ခရောက်နေတဲ့အချိန်မှာကျမလုံးလဲမလုံးဘူးအခုဟာတော်တော်ကိုပဲမျက်နှာတွေထောက်ဆရာတွေတောင်းပေါင်းစွာထောက်ဆရာတွေအာကြီးကိုမထောက်လို့မလို့ကျမတော်တော်ကြီးကိုတိမခံနိုင်တော့လို့မလို့အခုလိုမျိုးဖြစ်သွားတာပေါ့နော်ကျမအလေတုန်းကကြတော့သူ့အမကကျမလိုက်လာတော့ကြတော့အကောင်ညီမလေးတဲ့တပါအကောင်မိုးပါတဲ့အခုတဲ့ပြန်မလာဘူးတဲ့ကျမလိုက်သွားတဲ့အချိန်မှာကျမတို့နှစ်ယောက်တူတူနေတဲ့အချိန်မှာအကောင်ဖောက်ပြန်တော့ကြအကောင်ကတညပြန်မလာဘူးပြန်မလာတော့ကြတော့ညီးရအကောင်မိုးပါတဲ့တပါတဲ့ညီးရှိလို့ရှင်ပြန်လာမှာမဟုတ်ဘူးတဲ့ညီးပြန်သွားမှာပဲအကောင်မိုးကပြန်လာမှာတဲ့အခုတဲ့အကောင်မိုးတရက်ထက်ပြန်မလာတော့မှပဲအမေကယောဂရနေတာတဲ့ညီးကပြန်သွားဆိုလို့ရှင်အကောင်မိုးကလည်းပြန်လာမှာမဟုတ်တော့ဘူးတဲ့အဲ့တော့ကြတော့ညီးပြန်လာအကောင်ဆုံးမှာပဲအေးကျမတို့ကကြတော့တရားဝင်ပေါင်းသင်းထားတဲ့သူကလေးလက်ရှိနေတဲ့သူကိုကြတော့ညီးပြန်လာအကောင်ဆုံးမှာပဲပြောပြီးတော့မစောမမြထုံကိုကြတော့သူတို့မယ်ပြမိမကြီးလည်းဖြစ်တဲ့သူကိုကြတို့လက်ခံထားတယ်ဆိုတော့ကျမနေရာလည်းနေကြည့်လိုက်ပါအောင်ဖက်နဲ့ဆိုတာဖက်နဲ့စင်နေရာမှာပဲထားရတယ်သူညာနဲ့သူပေါ့သူတို့အကြီးနဲ့အငယ်နဲ့ဘယ်ဟာအကြီးဘယ်ဟာအငယ်ဆိုတာလည်းသူတို့မကွဲဘူးထင်ပါတယ်အဲ့တော့ကြတော့လင်သားယူမရသားယူတာကဘသူတွေတုံးဆိုတာကိုသူတို့ကိုကွဲစီချင်တယ်ပေါ့နော်လင်သားယူမရသားယူတာကျမမဟုတ်ဘူးလို့ဘသူတွေတုံးဆိုတာကိုသိချာပြန်ဆန်းအောင်လို့ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိလိုက်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ